မက်ဆီဂိုးမသွင်းနိုင်ခဲ့တဲ့15နိုင်ငံဘောလုံးလောကရဲ့ GOAT လို့တင်စားခံထားရတဲ့လီယိုနယ်မက်ဆီအာဂျင်တီးနားအသင်းအတွက်ပွဲပေါင်း205ပွဲမှာ125ဂိုးအထိသွင်းယူပေးထားတဲ့သူပါကမ္ဘာဖလားချန်ပီယံဆုကိုလည်းပိုင်ဆိုင်ထားပြီးဖြစ်တဲ့မက်ဆီဟာမြည်သည့်အသင်းကိုမဆိုဂိုးသွင်းနိုင်စွမ်းရှိသူလို့အားလုံးကထင်မှတ်ထားကြပါတယ်ဒါပေမဲ့အန်ဩစရာကောင်းတာကမက်ဆီတယောက်တည်းဂိုးမသွင်းနိုင်ခဲ့တဲ့နိုင်ငံ15နိုင်ငံရှိနေပါတယ်ဒီနေ့မှာတော့အဲ့ဒီအသင်းခွေကိုအတူတူလေ့လာကြည့်ကြရအောင်မက်ဆီရဲ့အပြေးပြီးဆိုင်ရာခီးလန်းမှာပထမဆုံးစင်ခေါ်မှုကတော့ဟန်ဂေရီအသင်းပါ2005ခုနှစ်သူ့ရဲ့ပွဲဦးထွာမှာပဲမိနစ်30လောက်မှာအနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရပြီးအခုထိလက်စားမချနိုင်သေးပါဘူးနောက်တစ်ခုကတော့ကာတာနော်ဝေးတောင်ကိုရီးယားနဲ့ဂရီတို့ဖြစ်ပါတယ်အထူးသဖြင့်2010ကမ္ဘာဖလားမှာတောင်ကိုရီးယားကို4ဂိုးတကိုးနဲ့အနိုင်ရခဲ့ပြီးမဲ့မက်ဆီဂိုးမသွင်းနိုင်ခဲ့ပါဘူးအိုင်ယာလန်ကော့စတာရီကာဆွီဒင်နဲ့ထရီနီဒတ်တို့နဲ့ပွဲစဉ်တွေမှာလည်းမက်ဆီရဲ့နာမည်ကဂိုးသွင်းရှင်စရင်မှာမပါဝင်ခဲ့ပါဘူးအချို့ပွဲတွေကတော့တကယ်ကိုကံမကောင်းခဲ့တာပါ2014ကမ္ဘာဖလားမှာဘယ်ဂျီယမ်ကိုအနိုင်ရခဲ့ပေမဲ့အဲ့ဒီပွဲမှာဟီကွာအင်သာဂိုးသွင်းသွားခဲ့တာပါရုရှားနိုင်ငံမှာကစားခဲ့တဲ့ရလန်မှာလည်းအဂူရိုရဲ့ခေါင်းတိုက်ဂိုးနဲ့ပဲအနိုင်ရခဲ့တာပါပြီးတော့အိုင်ယာလန်နိုင်ငံနဲ့ပွဲစဉ်မှာမက်ဆီပန်နယ်တီလွဲချော်ခဲ့တာဟာကမ္ဘာဖလားသမိုင်းမှာသူ့ရဲ့ပထမဆုံးပန်နယ်တီလွဲချော်မှုဖြစ်ခဲ့ပါတယ်2022ကမ္ဘာဖလားမှာပိုလန်ကိုနိုင်ခဲ့ပေမဲ့လည်းမက်ဆီဂိုးမသွင်းနိုင်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီနောက်ပိုင်းသူကမ္ဘာဖလားဆုတ်ခူးသွားတာကိုကြည့်ရင်သူဂိုးမသွင်းနိုင်ခဲ့တာကိုဘယ်သူမှဂရုစိုက်မိမှာမဟုတ်တော့ပါဘူးနောက်ဆုံးတာတော့ပေါ်တိုရီကိုနဲ့မော်ရီတေးနီးယားတို့ဖြစ်ပါတယ်2025ခုနှစ်ပေါ်တိုရီကိုနဲ့ပွဲမှာ6ဂိုးဂိုးမရှိနဲ့နိုင်ခဲ့ပေမဲ့မက်ဆီက assist 2ခုပဲပေးနိုင်ခဲ့တယ်မော်ရီတေးနီးယားနဲ့ပွဲမှာလည်း45မိနစ်ပဲကစားခဲ့တာပါဒီအသင်းတွေဟာမက်ဆီဂိုးမသွင်းနိုင်ခဲ့တဲ့နိုင်ငံတွေဖြစ်ပေမဲ့မက်ဆီရဲ့စွမ်းဆောင်ရည်တွေကိုတော့ဘယ်သူမှမငြင်းနိုင်ပါဘူးကဲဘောလုံးပရိသတ်ကြီးရေဒီ15သင်းထဲမှာမက်ဆီဂိုးမသွင်းနိုင်ခဲ့တာအန်ဩစရာအကောင်းဆုံးအသင်းကဘယ်အသင်းလို့ထင်ပါသလဲအာဂျင်တီးနားရဲ့တိုက်စစ်မှုမက်ဆီအတွက်တော့ဂိုးသွင်းတာထက်အသင်းနိုင်ဖို့ကပိုအရေးကြီးတယ်ဆိုတာဒီစရင်ကသက်သေပြနေသလိုပါပဲဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ share လုပ်ဖို့မမေ့ပါနဲ့အောင်ခင်ဗျာနောက်ထပ်စိတ်ဝင်စားစရာအားကစားသတင်းတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်